နက်နာသူရဲ့အစမဖြစ်သူမာတဲတဲလောက်ကတော့အဘကတရားခံတွေဘက်ကနေခံရတဲ့မိသားစုတွေကြတော့ရောကိုချင်းစာပေးလို့မရဘူးလားလို့မေးခွန်းထုတ်ခဲ့ပါတယ်တရားဥပဒေဆိုတာနက်နာသူတွေအတွက်အကအကွယ်ဖြစ်စေရမှာပါဒါပေမဲ့အခုမော်ဘီမြို့နယ်မှာဖြစ်ပွားခဲ့တဲ့စိတ်မချမ်းမြေပွဲရာဖြစ်စဉ်တစ်ခုမှာတော့နက်နာခဲ့ရတဲ့မိသားစုဝင်တွေဟာတရားမျှတမှုအတွက်အားမလိုအားမရဖြစ်နေကြရပါတယ်မိသားစုဝင်တယောက်ကိုရရက်ဆက်ဆက်ဆုံးရှုံးခဲ့ရပြီးမှကျူးလွန်သူကလွန်ငင်းချမ်းသာချွင်းနေနဲ့ပြစ်ဒဏ်လျော့ပါသွားတဲ့ပေါ့နက်နာသူရဲ့အမဖြစ်သူကနိုင်ငံတော်တမန်တော်ထံတိုင်တီးပြီးဒီနေ့မှာပဲနာကျင်စွာရင်ဖွင့်လာခဲ့ပါတယ်ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ဇန်နဝါရီလ23ရက်နေ့ကစတင်ခဲ့တာပါမော်ဘီမြို့နယ်စက်သွားတော်ကျေးရွာမှာနေထိုင်တဲ့ဇနီးဖြစ်သူမဟေမန်သူနဲ့ငွေကြေးကိစ္စစကားများရာကနေစိတ်ကိုမထိန်နိုင်ပဲလက်နက်နဲ့အပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်ဒီဖြစ်စဉ်ကြောင့်မဟေမန်သူဟာနေရာမှာတင်အသက်ဆုံးရှုံးခဲ့ရတယ်လို့ကျူးလွန်သူကိုတော့မော်ဘီတိုးဂိတ်အနီးမှာရဲတပ်ဖွဲ့ကတပ်သိခံပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တာပါဒီအမှုကိုမော်ဘီတရာရုံးမှာစစ်ဆေးခဲ့ပြီးနောက်ပြီးခဲ့တဲ့မလ3ရက်နေ့မှာတော့တရာခံသူရဇော်ကိုရာဇသက်ကြီးပုံမှန်3000တောနဲ့အရအမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့တေဒဏ်ချမှတ်ခဲ့ပါတယ်ဒါဟာနက်နာခဲ့ရတဲ့မိသားစုအတွက်တော့တပိုင်းတစတရားမျှတမှုရလိုက်တယ်လို့ပါပဲဒါပေမဲ့21ရက်နေ့လွန်ငင်းချမ်းသာခွင့်အမိန့်တွေကြောင့်အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခံထားရတဲ့တရားခံဟာတသက်တကြွပြစ်ဒဏ်အဖြစ်လျော့ပါသွားခဲ့ပါတယ်ဒီအချက်ကပဲကြံရစ်သူမိသားစုဝင်တွေကိုထပ်မံနာကျင်စေခဲ့တာပါနက်နာသူရဲ့အစမဖြစ်သူမာတဲတဲလောက်ကတော့အဘကတရားခံတွေဘက်ကနေလူသားချင်းစာနာပြီးပြစ်ဒဏ်လျှော့ပေးတယ်ခံရတဲ့မိသားစုတွေကြတော့ရောကိုချင်းစာပေးလို့မရဘူးလားလို့မေးခွန်းထုတ်ခဲ့ပါတယ်အကယ်ကဒီလိုနဲ့လွန်ငင်းချမ်းသာခွင့်တွေထပ်ရပြီးလွတ်လာမယ်ဆိုရင်နစ်နာတဲ့မိသားစုတွေပဲတောကတွေနဲ့ကြံရင်းမှာဖြစ်တယ်လို့ဥပဒေအရအပြစ်ကိုပြက်ပြက်ဝဝမခံစားရတယ်လို့ဖြစ်နေတယ်လို့သူမကဆိုပါတယ်လက်ရှိမှာတော့ဒီဖြစ်စဉ်အပေါ်လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာလည်းတရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးဝေဖန်ဆွေးနွေးမှုတွေမြင့်တက်နေပါတယ်နက်နာတဲ့မိသားစုတွေကိုလည်းကိုချင်းစာပေးပါဆိုရဲသူမရဲ့စကားတန်ကတော့တရားမျှတမှုကိုတောင်းတနေတဲ့မိသားစုဝင်တိုင်းရဲ့ကိုစားပြုအတန်တစ်ခုဖြစ်နေပါတယ်